lesson 1အနေနဲ့ကိုတိုင်းပါမယ်ကိုတိုင်းရင်ပခုံးအရင်တိုင်းမယ်ပေါ့နော်သူရဲ့ဒီမှာ level ကုတ်အစီးရှိတယ်ပြီးရင်ပခုံးအစီးရှိတယ်နော်ဒါကတော့လူတိုင်းရှိတယ်မရှိတဲ့လူကြတော့ပခုံးတအားဝါးတဲ့လူတွေပခုံးကုတ်တာတက်တဲ့လူတွေဆိုတော့အစီးမရှိဘူးပေါ့နော်အဲကြလို့ရှိရင်ဘယ်လိုတိုင်းလဲဆိုလို့ရှိရင်သူရဲ့ဒီမှာဂျိုင်းအဆက်ရှိတယ်ဒီမှာဂျိုင်းအဆက်ရှိတယ်အဲ့ဒီဂျိုင်းအဆက်ကိုလက်လေးကိုဒီလိုတောင်းမှန်ပုံစံလေးထောင်ပြီးတော့မှအဲ့ဒီနေရာကိုပခုံးယူလို့ရတယ်ပေါ့နော်ပခုံးအစီမရှိတဲ့လူတွေပြောတာနော်ပခုံးအစီရှိတဲ့လူဆိုရင်ပခုံးဒီအစီရဲ့ဒီဘက်ကို၄စိတ်လောက်ကြော်ပြီးတော့တိုင်းပေးပါမယ်ဒီမှာသူ့ရဲ့ပခုံးအစီဒီမှာသူ့ရဲ့ပခုံးအစီဒီပခုံးအစီဘက်ကိုအစီထက်ကိုဘေးကို၄စိတ်လောက်ပုံမယ်ပြီးရင်ဒီဂုတ်စီလေးပေါ်ကိုတင်မယ်ပြီးရင်ဒီပခုံးအစီဘက်ကို၄စိတ်လောက်ပို့ပြီးတော့တိုင်းပေးမယ်ဒါဆိုရင်ပခုံးတိုင်းလုပ်ပြီးပြီပေါ့နော်ပြီးရင်ဂျိုင်းတိုင်းမယ်ဂျိုင်းတိုင်းလို့ရှိရင်လူရဲ့customer ကိုလက်လေးကိုခါးလေးကိုဒီလိုလေးထောက်ခိုင်းလိုက်ပေါ့နော်ခါးထောက်ပြီးရင်ဒီမှာသူတို့ကကျတော့ free style အင်ဂျီဝတ်ထားပါတော့အင်ဂျီ free style ဝတ်ထားရဆိုတော့ဒီလိုမျိုးဒီဂျိုင်းသားနေရာမှာတော့နည်းငယ် adjust လေးတော့ရှိမယ်ကျဲတာတော့ရှိတတ်တယ်ပေါ့နော်ဒါကြလို့ရှိရင်သူ customer ကိုဘယ်လို customer ရဲ့ခန္ဓာကိုယ်ချိုးစားပုံမူတည်ပြီးတော့ပေါ့နော်ဂျိုင်းကသူနဲ့ဒီလိုမျိုးတိုင်းလို့ကျဲသွားတယ်ဆိုလို့ရှိရင်တော့ကိုကပြန်ပြီးတော့မှညှိပြီးတော့ပြန်ယူရမယ်ပေါ့နော်သူကဒီမှာ73ရှိတယ်73ရှိတာဒါအင်ဂျီအသားလဲပါနေတဲ့အတွက်ကြောင့်73ရှိရပေါ့နော်customer ကိုဂျိုင်းလက်ကိုအောက်ချလိုက်မယ်အနေတော်လားကြက်လားအနေတော်ပဲဆိုလို့ရှိရင်တော့ဒီတိုင်းနဲ့ယူပြီးလိုက်လို့ရတယ်တကယ်လို့မှကိုကခြောက်နေတဲ့ကြက်နေတယ်ဆိုလို့ရှိရင်တော့ adjust ပြန်လုပ်ပြီးပေါ့နော်ပြီးရင် level တိုင်းပါမယ်level တိုင်းတဲ့အခါကျရင် level အစီတိုင်းပဲပေါ့နော် level အစီဆိုရင်12ခွဲရှိတယ်ပြီးရင်ကိုဘက်လေတိုင်းမယ်ကိုဘက်လက်တိုင်းတဲ့ခါကျရင်အင်ဂျီသားပါနေတဲ့အတွက်ကြောင့်နည်းငယ်ပွားမှုတော့ရှိတယ်အဲကြောင့်လို့ရှိရင်ကိုကပြန်ပြီးတော့မှ adjust ပြန်လုပ်ပေးပါကိုဘက်လက်ခါဘက်လက်တိုင်းတဲ့ခါကျရင်ခါဘက်လက်ကိုကမမှန်းတတ်ဘူးဆိုလို့ရှိရင်သူ့ရဲ့ဒီမှာတထောင်စစ်ရှိရဲ့အဲ့ဒီတထောင်စစ်အကျနေရတာခါဘက်လက်နေရပါခါသိမ့်နေရပါနော်လက်ချသူ့ရဲ့တထောင်စစ်နေရသည်ခါသိမ့်နေရပါပြီးရင် no ထိတ်တိုင်းမယ် no ထိတ်တိုင်းလို့ရှိရင်ဒီမှာသူ့ရဲ့ level အဆက်လေးနဲ့ပခုံးအဆက်လေးနေရာကိုထောက်ပြီးတော့မှ no ထိတ်တိုင်းမယ်ပေါ့နော်ပြီးရင် no ဝေးတိုင်းပါမယ် no ဝေးကကျတော့ဒီရင်ဘတ်ရဲ့အမောက်ဆုံးနေရာနှစ်ခုကိုချိန်ပြီးတိုင်းမယ်ပေါ့နော်